မင်္ဂလာပါဒီမှာဗန်းနေပြီးတော့ကရုံးမတဲခင်ဆက်ပြတော့မှာဖြစ်ပါအဆောင်တွေလိုက်ကြည့်ပြီးတော့ပွဲမစားခင်ဘန်းချန်နယ်လေးကိုလည်းစပိုင်လို့ပုံစံမပေးပါနဲ့ဘေးရကောင်လေးပဲတီးပြီးသွားပါကဲတော့စကော့အကျဆက်လိုက်ရအဲ့ဒါဘန်းတော့သူတို့ကတည်းရိုးနေပြီဆိုပြီးတော့ပြေးပါတယ်ပြင်းနဲ့ဘန်းရုပ်ချိုးလို့လာမသိဘူးကရုံးမတွေကအများကြီးပဲလိုက်လာအမနေဘဲဆိုပြီးရှော့တော့ပါတယ်ဘန်းရုပ်ချိုးတာဘန်းသိပါအဲ့လောက်ဒီတော့လိုက်ဆံမလို့ပါအဲ့ဒီပန်လဲပြန်သွားလိုက်ပါတယ်အမလေးကရုံးမနှစ်ကောင်နဲ့တန်းတူသူတို့ဘာလို့ပုံနေကြတာတော့ကရုံးမရင်နဲ့အဲ့နေပြနံပါတ်တရားတော့အောင်မြင်နေတယ်ဖြစ်သွားလိုက်ပါတယ်ကြားမျက်စိကိုဟိုအောင်ဖြစ်တယ်ဒီမျက်စိလဲတယ်အဲ့ဒီပဲပြင်းသွားရင်းနဲ့ကရုံးမရင်နဲ့တန်းတို့သူတို့ပုံနေကြမြင်ကြည့်လိုက်ပုံနေကြဒါမှကြည့်ကရုံးမတွေအများကြီးလောက်လာကရုံးမကြီးအများကြီးလိုက်လာလောက်ကြပါအောင်ဒီမှာဘန်းရုပ်ချောနေလို့အမနဲ့တစ်ကကြိုက်တော့ရပြီထပ်ပြီးတော့အဲ့နေပဲဟိုဘယ်ကိုသွားရင်ကောင်းမလဲဟိုဘက်မှာလည်းအရှိမလည်းကရုံးမကြီးနဲ့ဟိုနောက်မှာလည်းကရုံးမတစ်ကောင်ဆိုပြီးတော့တွေ့နေနေတာဒီချဲ့ပြီးကြည့်လိုက်တဲ့ချိန်ချဲ့ကြည့်လိုက်တာပေါ့နော်အဲ့နေပဲဟိုကရုံးမလည်းလမ်းကြည့်ဒီကရုံးမလည်းလမ်းကြည့်အမလေးစင်ကြည့်လိုက်တာအကရုံးမမလိုက်ဘူးဖြစ်နေတာပေါ့နော်နှခမ်းနေဆိုတာမှားနေလို့နှခမ်းနေပြန်သိုးပေးမလားသူအဲ့နေပြန်နောက်တစ်လိုက်ကြည့်လိုက်ပါတယ်ကောင်းနေနေတော့တန်းကြည့်ဖို့တအားလုံးနေပါအဲ့ဘယ်တော့မှပေါက်ရှိတဲ့ဇလန်ကြည့်အမအပေါက်ဆိုပြီးဝင်သွားလိုက်တာဟုတ်ပါတယ်အဲ့ရပေါက်ပါပဲအမနဲ့ဘောင်းရင်ဖြတ်ခိုင်းတာပေါ့နော်အမဘန်လိုက်ရင်ဖြတ်ကြည့်လိုက်တာပေါ့နော်ဒါမှကရုံးမတကောင်သူ့နောက်လိုက်နေအဲ့နဲ့စိတ်မကောင်းစွာနဲ့ပဲသူကတော့ဟောဖြစ်သွားအဖမတွေးနေကရုံးဖုန်းနဲ့တွန်းတွေ့ပြတယောင်ကြီးရတာနင်တို့ကရုံးမနေရတဲ့လမ်းပြန်သွားပဲကရုံးမတဲ့ကဲမတော့ရကြတော့လည်းမေးကုန်ပါပြီဒီနာကတော့သိတဲ့အတိုင်းပါပဲအပေါက်ကြီးရှိမှအပေါက်ကြီးကြက်ထားမှထင်တော့မှာကရုံးမရပေါ်လာတာကရုံးမရဲ့မျက်နှာရပေါ်လာတာပါအဲကြောင့်မလို့ဘန်ကတော့ဖြည်းဖြည်းလေးပဲသွားလိုက်ပါကရုံးမတဲ့ကဘာကြိုက်တယ်လဲဆိုတော့ခုံနာမြင်ပါပြီးတော့အပြေးရလည်းမြန်းနေအဲ့နဲ့ပါတူရင်သွားလိုက်ပါတော့တယ်ပါတူတော့မဟုတ်တော့ပါတူတော့မဟုတ်ပါမသွားလို့ပါပါတူမဟုတ်နောက်ထပ်တစ်ခါရောက်သွားပါအမှန်နဲ့ဝေးကောင်းမလားဆိုပြီးဒါလေးလည်းဝယ်ချလိုက်ပါအမှန်နဲ့ကရုံးမတဲ့ခေါင်းကြီးကလက်ကနေကြရမှမှန်နဲ့ခေါင်းမလာစွန်ခေါင်းမလာစွန်နဲ့အဲ့တော့စတော့မသိသေးဘူးအဲ့တော့ဝယ်လိုက်တဲ့ခေါင်းမလာစွတ်သွားတာရှုပ်ကသေးအောင်ဆိုးတာတော့သူတို့ကရုံးမတွေရလေအဲ့နဲ့မှလည်းဒီကထက်လေအောင်သူတို့နဲ့တူဝေးရတဲ့ငါ့ကိုလည်းလိုက်သွဲတယ်အဲ့နေဒီဘက်ကကြည့်လိုက်လောက်ပြီးစေပါဒါမှလည်းခုနေရာပဲပြန်ရောက်သွားပါတယ်ခုနေရာပဲပြန်ရောက်တော့လို့ဒီကလည်းကိုင်နေပါအဲ့ဒီလည်းဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်လုံနေရပါဟုတ်လေအဲ့တော့မှအိတ်ချင်နေအတန်တွင်းရတာအဲ့ဒီဘက်ဟိုဘက်ကိုလည်းတေသွားပါတယ်တေသွားအဲ့ရဘာလို့ပြောက်ခဲ့တာလဲဒီကတော့ဂရုံမတရေကောင်းမဝဲတော့ပါဘူးအတောင်မလေးဘဝလိုက်ပါတော့လေဒီတောင်မလေးကဘာဖြစ်တာလဲမသိပါဂရုံမတွေကကိုယ့်နောက်ကိုမလိုက်ဘူးလို့ခံစားရပါဒီတောင်မလေးဝတ်ထားတာအမနဲ့ဒီကမလေးတော့ပါဘူးအမနဲ့ဟိုနောက်မှာမြားစိမ့်လေးတွေ့ရနေပဲသွားလိုက်ပါတယ်အမဂရုံမနဲ့တန်းတွေ့ပါလက်ဂရုံမမေးကလိုက်ပါတယ်ငါချောလာဆိုပြီးတော့ပါသူကတော့ငါတို့မချောရင်နေပါမချောရဘူးဆိုပြီးတက်ပြတော့မှာပါဒါမှလည်းဘန်ကတော့ပြေးလိုက်ရပါအဲ့ဟိုနောက်မှာတစင်တန်းရောက်ဟိုနောက်မှာတွေ့ရနေပဲအဲ့ရဒီနေ့ကအကွက်တရားရိုးနေပါပြီရိုးနေရနဲ့ကိုကကျွမ်းနေပဲတခြားလူတွေတော့ကိုလိုလိုက်လို့တဲ့ရှော့ကုန်တာဘန်ကတော့ဒီလောက်ကတော့ easy blame ပါ okay အဲ့ဒီပြောအဲ့ဘက်ကသွားရင်ကမ္ဘာအဲ့ဟိုဘက်ကနေသွားမှာပေါ့နော်လေအဲ့ဘက်ကသွားတော့မှန်သွားပါတယ်အဲ့လန့်ကြည့်တာဘက်ကဘာလို့ပြောင်းသွားတော့အဲ့ဒီပဲပန်းလေထားလိုက်ပါသူမျက်စိလေလှုပ်ထားပါဆိုမှအဲ့လောက်ကလည်းရှိမှပေါ့ဆိုပြီးတော့ပါအဲ့တော့ဘက်ကကြည့်ဆိုသွားရင်ကောင်းတယ်ဆိုလိုက်ရှာနေပါတဲ့
အဲ့မှာဒီမှာလည်းမရှိတော့ပါသွားပါလေနေရာလည်းပြင်းနေပါပြီအဲ့နေပြောအဲ့မထွက်အဲ့နေပြောဒီဘက်ကိုကြည့်လိုက်အဲ့လက်အဲ့လောက်လိုက်ပါအမလေးပြီကရုံးမနဲ့တန်းထိုးပါတယ်အဲ့နေတကသွားလိုက်ပါတယ်ဒီနေ့ပြီးတော့လည်းဒီလောက်ပါပဲအားလုံးလမ်းစကားလေးလောက်ပို့တာပဲ